မနေ့ညက Apple ကသူ့ရဲ့ WWDC 2025ကိုကျင်းပခဲ့တယ်ဒီပွဲမှာကသူ့ရဲ့ device တွေရဲ့ operation system အသစ်တွေကိုမိတ်ဆက်ပေးခဲ့တယ်အရင်မထွက်ခင်ပွဲမစခင်လောက် hype ထားတဲ့လောက်တော့အရင်ကြီးမျှော်လင့်ထားတဲ့လောက်တော့မဖြစ်သွားဘူးပေါ့နော်အရင်ကြီးမျှော်လင့်ထားတဲ့လောက်မဖြစ်ဘူးနည်းနည်းပါးပါး UI design လေးပြောင်းတာလို့ရင်နောက် features အသစ်လေးနည်းနည်းပါးပါးပဲထည့်ပေးတာလို့ရင်တော့အရင်ကြီးမျှော်လင့်ထားတဲ့လောက်မဖြစ်ဘူးเนาะလုံးဝဟိုကနေဟာကနေဖြစ်သွားတဲ့လောက်တဲ့ features အသစ်တွေပါလာတယ်လို့တော့မခံစားရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကကား channel ကား page ဆိုတော့ကျွန်တော်တို့နဲ့ဆိုင်တဲ့ကား play အကြောင်းပြောပြမယ်အဲ့တော့ iOS 26မှာက UI features တွေတော့ပြောင်းသွားတယ်ကျွန်တော်တို့အခုလောလောဆယ်သုံးနေတဲ့ဖုန်းတွေမှာဆိုရင် dark mode ကော light mode ကော icon ကပုံစံတစ်မျိုးတယ်အခုအသစ်ထွက်လာမယ့် iOS 26မှာက dark mode ဆိုရင် icon ကပုံစံတစ်မျိုးပြောင်းသွားပြီlight mode ဆိုလည်းနည်းနည်းလေးတော့ပြောင်းထားတာမျိုးရှိပါတော့အရင်ကတော့အများကြီး true ရတော့မဟုတ်ဘူးဗျdark mode ဆိုရင်တော့လုံးဝကို icon တွေကပြောင်းသွားတယ် icon design တွေပြောင်းသွားတယ်ဒါပေမဲ့ပြောင်းသွားတဲ့ icon design တွေကနည်းနည်းလေးကလေးကလားဆန်နေရလို့ကျွန်တော်အနေနဲ့ခံစားရတယ်နောက် mode တစ်ခုက clearance mode ဆိုတဲ့ဟာပါလာရပါတော့ icon တွေအကုန်လုံးကအကြည့်ဖြစ်သွားမယ်ဒါကတော့ mode 3မျိုးအကြောင်းပါဒါကဒီ mode 3မျိုးလုံးကလည်းCarPlay ရဲ့ icon တွေမှာသူ support လုပ်မယ်ကျွန်တော်တို့ dark mode light mode clear mode ဆိုပြီးကျွန်တော်တို့3မျိုးပြောင်းလို့ရမယ်အဲ့ဒါလေးကတော့ဒီ UI features ပြောင်းလဲခြင်းမှာအခုလောလောဆယ်အဆင်မပြေဖြစ်နေတဲ့ features တစ်ခုရှိတာကကျွန်တော်တို့ဒီ navigation ကြည့်နေတော့မှာကားမောင်းနေစဉ်အတွင်းမှာ navigation လည်းဖွင့်ထားတယ် direction လည်းဖွင့်ထားတယ်အဲ့အချိန်မှာဖုန်းဝင်လာရင် infotainment screen ကြီးတစ်ခုလုံးကဖုန်း call ကြီးနဲ့ပြည့်သွားတယ်ပေါ့နော်အဲ့ဒါကြီးကတော့အဲ့ကြရင်ကားဘယ်လိုဆက်မောင်းအောင်ဘယ်လမ်းကွေးရမှာတော့ဘယ်နေရာသွားရမှာတော့ဖြစ်သွားတယ်ပေါ့နော်အဲ့ဘက်အနေနဲ့အဲ့ဒီဟာကိုတော့အခု iOS 26မှာသူပြင်ပေးလိုက်ပြီပေါ့နော်ကျွန်တော်တို့ဖုန်းတွေမှာသုံးနေတယ်လို့ဖုန်းသုံးနေစဉ်အတွင်းဖုန်းဝင်လာတယ်လို့ပဲသူရဲ့ icon လေးကတည်တည်လေးနဲ့ပဲအောက်ဘက်ဒါမှမဟုတ်အောက်ဘက်မှာပြထားတယ်ပေါ့နော်အောက်ဘက်မှာပြထားတယ်အဲ့ဒါလေးကတော့တော်တော်လေးအသုံးဝင်သွားတယ်ပေါ့နော်အရင်လိုငါဘယ်ဆက်သွားမှလဲဆိုတာမျိုးမဖြစ်တော့ဘူးဖုန်းကင်မလားမကင်ဘူးလားဒီတိုင်းပဲပေါ့နော်အားလေးကတော့ i features လေးကတော်တော်လေးအသုံးဝင်တဲ့ features လေးဖြစ်သွားမယ်နောက်တစ်ခုအောက်ကျွန်တော်တို့ widgets တွေပြောင်းလို့ရမယ်ပြောင်းလဲလုပ်လို့ရမယ်ထပ်ပြီးထည့်လို့ရမယ်interface ပေါ့နော်ဒါလည်း interface အပြောင်းလဲပဲပေါ့နော်အဲ့တော့ဒီ features 3ခုတော့ပြောင်းသွားတယ်အဲ့တော့ဒီ features တွေအကုန်လုံးကဟိုတလောကထွက်ထားတဲ့ Apple CarPlay Ultra မှာလည်းဒါတွေအကုန်လုံးက support လုပ်မယ်ပေါ့နော်အဲ့တော့ Apple CarPlay Ultra ကိုမသိသေးဘူးဆိုတော့ကျွန်တော်ရဲ့video တစ်ခုရဲ့ link ကိုအောက်မှာချထားပေးပါမယ်အကြမ်းမြင်ပြောမယ်ဆိုတော့ Apple CarPlay Ultra နဲ့ Apple CarPlay နဲ့ကဘာခွာလဲဆိုတော့ Apple CarPlay တွေကကျွန်တော်တို့အခုသုံးနေတဲ့ Apple CarPlay ပေါ့နော်ကျွန်တော်တို့ infotainment screen တွေရှိမယ်ဒီထဲမှာပဲ control လုပ်လို့ရတယ်ပေါ့နော်ဒီဖုန်းရဲ့ features တွေလောက်ပဲသုံးလို့ရတယ် Apple CarPlay Ultra ကကျတော့ကျွန်တော်တို့ digital instrument နဲ့ cluster မှာပါthemes တွေဒီ Apple ရဲ့ themes တွေပြောင်းလို့ရသွားပြီ Apple အနေနဲ့ဒီကားတစ်ခုလုံးရဲ့ setting တွေကို climate control အားစပါတော့ setting ကြီးကိုပြန်ထွက် climate control ကြီးကိုတွားပြီးတော့လုပ်စရာမလိုတော့ဘဲနဲ့ဒီ Apple CarPlay ထဲမှာပဲဒီ setting တွေကပြောင်းလို့ရသွားတဲ့အနေအထားမှာဖြစ်သွားတာပါနော်ဒါကတော့အကြမ်းမြင်ပြောပြထားတာပါ Apple CarPlay Ultra ကတော်တော်လေး powerful ဖြစ်တဲ့ operating system လို့ပြောလို့ရတယ်ပေါ့နော် Apple ကဒီ Apple CarPlay Ultra ကိုတခြားသော brand တွေမှာလည်းလာမယ်လို့တော့သူပြောသွားတယ်အဲ့တော့မကြာခင်ကာလတွေအတွင်းမှာ Apple အနေနဲ့ဒီ Apple CarPlay Ultra ကိုဘယ်ကား brand တွေနဲ့ပူးပေါင်းပြီးတော့ဘယ်ကား brand ရဲ့အတွင်းကနေမှာမြင်ရမလဲဆိုတော့ရင်ကုန်သားနဲ့စောင့်ကြည့်သွားမှာဖြစ်ကြောင်းကာကျသူတွေဖော်ပြပေးလိုက်ပါတယ်